ရင်ပါရင်တွေဒီလိုညွှန်နေလေဟေးဝဲရင်ပါရင်တွေဒီလိုညွှန်နေလေဟေး၎င်းကစားခဲ့သည်ဒါငါတို့မြန်မာနိုင်ငံတော်တိုင်းရင်းသားတွေပေါင်းစုအားတိုင်းပလင်မဟာတိုင်းအတွင်ပမာကိုယ်သွေးသားတို့ရဲ့နိုင်ငံတော်ကိုကာကွယ်စောင့်ရှောက်အာမန်ဝေချီဖြစ်ရန်အသွဲသွဲခြေပုံးတုပ်နေမြမတိုင်းဟဲ့မြမတိုင်းမြမတို့ရဲ့လက်ယုံကြီးညိုတော်ဝိစွာတိုင်းစွာအဖြစ်ပြေးရခမင်းတို့ကိုဝေးဟာ